အမတို့အပြင်မှာထမင်းထွက်စားနေတဲ့အချိန်အဲ့ဒါကလေးလေးတွေရောက်နေတဲ့အချိန်ကအရင်ညီမမသေးလို့ကန်ကောင်းတာဒီဘက်ကလည်းအရင်ညီမနဲ့ကလေးတွေနဲ့ပြီးအဲ့နောက်ဆုံးအခုလက်ရှိရတော့133ဆိုပြန်ခုလိုပံ့ပိုးပေးတဲ့အတွက်အများကြီးပဲကျွန်တော်တို့အတွက်နော်ကြိုးကျေးဇူးရှိပါတယ်ကျွန်တော်တို့အဲ့ဘောကမျိုးတွေမရဘူးတခါသူတို့ကလည်းဝမ်းသာပေးတိပါဒီလိုပဲအခုလိုဒါအခက်အခဲဖြစ်နေတဲ့အချိန်လေးမရဘူးတဲ့ပစ္စည်းတွေရတော့လေအခုဖြစ်တယ်ဆိုရင်အများကြီးထိကြိုက်မှာပေါ့အဲ့ဒါကိုစိုးရင်ပြီးတော့ဖြတ်မယ်ပဲစိတ်ကစဉ်းစားထားတာပေါ့ဒါပေမဲ့အခုဒီလိုဆရာကိုအဲ့လို idea ပေးသွားဒီလောက်ကြီးမဆိုးဘူးဒါကိုပြင်လို့ရတယ်ပေါ့အတူရလည်းအရန်ကိုကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့စိတ်မတင်မကြဖြစ်နေတာလေအခုလိုဖြစ်လာကြတော့ဒါအတိုင်းစားမရှိဝမ်းလဲတာတယ်ဝမ်းလဲနေတယ်အဲ့လိုပေါ့ကိုဒီလိုမျိုးနေရလိမ့်မယ်လို့ထင်မှတ်မထားဘူးပေါ့တကယ်ပါTogether, we are building for the long run.